အရန်နေပြော့လုံးလို့ပြမယ်ဒီမှာပြမယ်ကြွားမယ်ပေါ့နော်ရွှေထက်ရှားတဲ့ရာသီစားလေးတွေစားရမယ်ဆိုတော့အရန်နေပြောနေတာလို့နေဒီမှာကဒီအချိန်ဆိုဒါလေးတွေပေါ်ပေါ်များများဖြစ်ပေမဲ့ရန်ကုန်မှာကရှားတယ်ပေါ့နော်ဒါလေးကတော့အကြိုက်ဆုံးအသီးပဲပေါ့နော်အရန်ကြိုက်တဲ့အသီးတကယ်ကြိုက်တာဆေးဘက်လဲဝင်နေပေါ့နော်ဒါလေးကဘာသီးလေးဖြစ်မလဲတိတဲ့လူတွေကွန်မန့်မှတ်သွားအောင်နော်တချို့ကလည်းတစ်လိန်သီးလို့ခေါ်တယ်တချို့ကလည်းမြောင်းငိုသီးလို့ခေါ်တယ်တချို့ကလည်းနောက်3-4မျိုးလောက်ရှိသေးတယ်အခေါ်အဝေါ်တွေကလေတနေရာလည်းမတူကြအောင်အခြားနေရာတွေတော့မသိဘူးပေါ့နော်ဒီချိန်ဆိုရင်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဘက်မှာဆိုလို့ရှိရင်ဒါလေးတွေကိုပေါ်များများထွက်ပြီးပေါ့နော်မြစ်တွေရောနနက်သီးတွေရောတရက်သီးတွေရောဒါလေးကဘာလေးလဲဒါလေးကစနွင်းဖူးလားတုတ်စားလို့လည်းကောင်းတယ်တို့စားရင်လည်းအရန်ကောင်းတယ်ဟင်းကျွတ်ထဲမှာထည့်ချက်တာလည်းအရန်ကောင်းတယ်နော်ယူရိုရဲ့မမဘယ်ကလည်းကူလုပ်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့အပါတရအရှုပ်တော်ပုံလုပ်နေပါတယ်ဒါကပါလဲဒါကခရမ်းကစွတ်တီနုနုဖက်ဖက်လေးတွေရှေ့ပဲဒီတရက်တီးကလုံးဝအကိတ်ကြီးနော်အကြီးကြီးပဲဒါပေမဲ့ तू မမဲ့သေးဘူးเนาะအယောင်ကတော့ဒီအယောင်လေးဒါပေမဲ့ဒီတရက်သေးနာမည်တော့မခေါ်တတ်ဘူးအခုလိုမျိုးရာသီစာလေးတွေနှစ်တိုင်းပို့ပေးတယ်မမဘယ်ရဲ့ဖဖိုးနဲ့ဖဖကိုအထူးပဲကျေးဇူးတင်ပါတယ်ဆုံးထိကြည့်ရှုပေးပြီး line ပေါ်ကနေတရေကြပေးတဲ့တယောက်ချင်းစီတောင်းလည်းကျေးဇူးတင်ပါတယ်ရှင်